KB တဲ့ကနေ statement ဘယ်လိုထုတ်အောင်လဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ KB တဲ့ကိုဝင်မယ် KB တဲ့ကိုဝင်ပြီးရင်မှတ်တမ်းကိုနှိပ်ပြီးပြီဆိုတော့ဒီလိုပေါ်လာမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဝင်ငွေထွက်ငွေတွေပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါဒီမှာမြားပုံလေးရှိရပေါ့နော် download ပုံစံလေးအဲ့ဒါလေးကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့3လအထိကျွန်တော်တို့3လအတွင်းဟာတွေကိုကျွန်တော်တို့ download ဆွဲလို့ရပါတယ်ဒီမှာ3လတစ်ခါလေးချိန်ပြီးသားဆိုတော့ကျွန်တော် okay တစ်ခါလေးနှိပ်လိုက်မယ်okay နှိပ်ပြီးရင်ဒီမှာ PDF file အနေနဲ့ထုတ်မှာလား Excel file အနေနဲ့ထုတ်မလားဆိုပြီးတော့ပြောပြထားဖြစ်ပါတယ်အဲဒါဆိုကျွန်တော်တို့က PDF file ပဲရွေးမယ်ရွေးပြီးရင်ဒီနေရာမှာ email ထည့်လိုက်ပေါ့နော်အဲ့ဒီ email တွေကိုသူတို့ကPDF file ကိုပို့ပြီးမှဖြစ်ပါတယ်ကိုယ့်ရဲ့ email ကိုထည့်လိုက်ပေါ့နော်ကိုယ့်ရဲ့ email ထည့်ပြီးဆိုတော့ကျွန်တော်တို့ရယူမည်ဆိုတော့နှိပ်လိုက်ပါဒါကတော့ကိုယ့်ရဲ့ KB password ထည့်လိုက်ပေါ့ဗျာ KB password ထည့်ပြီးဆိုရင်တော့ဒီလိုပေါ်လာပြီပေါ့ဗျာ24နာရီအတွင်းမှာ email ကိုပို့ပြန်ဆိုပြီးပေါ်လာတာဖြစ်ပါတယ်အခုချက်ချင်းပေါ့နော်တခါတည်း KB ကနေကျွန်တော်တို့ statement ကိုပို့ပေးတာဖြစ်ပါတယ်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ PDF file ကို download နှိပ်ပြီးလဲ download ရတယ်တခါတည်းဒီမှာကြည့်မယ်ဆိုရင်လည်းရပါတယ်အရင်ကိုလွယ်ပါတယ်ဘိုင်းနဲ့မှာအချက်လက်တွေတောင်းတဲ့အခါကျ KB statement ထုတ်ပြီးတော့ကျွန်တော်တို့ပေးလို့ရပါတယ်ဒီမှာအားလုံးကျေးဇူးများတင်ပါတယ်